Assalamu alaikum wa rahmatullahi wa barakatuh. Hazrat Abdullah bin Khubayb radiyallahu anhu မှဆင့်ပြန်ချက်လာရှိတယ်။တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာကျွန်တော်အားမိန့်ကြားတော်မူတယ်တဲ့အသင်ဟာကုလ်ဟူဝလ္လာဟ်အဟဒ်နဲ့မူအဝဇတိုင်ကုလ်အာအူဇူဘီရဘ်ဘီလ်ဖလတ်နဲ့ကုလ်အာအူဇူဘီရဘ်ဘင်နာစ်ကိုတဲ့မနက်3ချိန်ညနေ3ချိန်ဖတ်ပါတဲ့ထိုဆူရာများဟာအသင်အားအရာအားလုံးမှလုံလောက်စေမယ်ဆိုပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာအမိန့်ရှိထားတော်မူပါတယ်။နောက်တနေရာမှာနောက်ဟာဒစ်တော်တစ်ပုဒ်မှာတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာအမိန့်ရှိတယ်မြည်သည့်ဘန္တာကြီးချုံမစွန်နေ့စဉ်မနက်ခင်းနဲ့ညနေခင်းမှာဤဒူအာကို3ချိန်ရုပ်ဖတ်မယ်ဆိုပါကတဲ့သူ့အားဘယ်အရာကမှဒုက္ခပေးနိုင်မှာမဟုတ်ဘူးဆိုပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာအမိန့်ရှိတော်မူပါတယ်။ဒူအာကတော့ဘစ်မီလာဟီလဇီလာယဒူရူမအစမီဟီရှိုင်အွန်ဖီလ်အာရဒီဝလာဖစ်ဆာမာအီဘောကူဝဆာမီအူလ်အလီမ်အဓိပ္ပာယ်ကတော့အလ္လာဟ်အရှင်မြတ်ဤနာမတော်ဖြင့်အစပြုပါ၏ထိုအရှင်မြတ်ဤနာမတော်ရှိနေပါကမြေပထဝီနှင့်မိုးကောင်းကင်နေရှိသောမြည်သည့်အရာကမှဒုက္ခပေးနိုင်မှာမဟုတ်ပါထိုအရှင်မြတ်သည်အရာရာကိုအလွန်ကြားနိုင်တော်မူသောအလွန်သိတော်မူသောအရှင်ဖြစ်တော်မူသည်ဆိုပြီးတော့လာရှိထားပါတယ်အစ္စလာမုအလိုင်ကွမ်ဝရဟ်မတုல்லாဟီဝဘရကာတူ